စစ်တပ်ခုနှစ်ကထွက်ခဲ့တဲ့အမေဖေတို့ဆောင်ထမှာပါတယ်အမေတယောက်ကလာသားအရွယ်ရင်ခွင်ပိုက်အရွယ်ကလေးပေါ်ထားရှိတဲ့ချစ်ချင်းမေတ္တာအကြောင်းကိုဖွင့်ဆိုခဲ့တဲ့ကြပြလေးတစ်ပုဒ်ရွတ်ပြခြင်းလို့ပါကောင်းစဉ်ကအစ္ဆဒတန်ရောစဉ်မိမိသားတဲ့အိတ်ချိန်တန်စိတ်ညင်ညံဟန်တာပတ်ဝန်းကျင်ဆူတန်ကြားပြန်ကဒေါသမှန်ပွားမိမိသားတဲ့နိုးလာသည်နိုးစာသည်ထင်ရဲ့အိတ်ချီမှုငိုရများရဲ့ကအာရအောင်နဲ့မိမိသားတဲ့ပြောစီလို့တေးချူချူတီကျူးစိတ်ရှိပြူရေတန်ကြားပြန်ကနာဝကြည်နူးမိမိသားတဲ့ရေချိုးချိန်စိုးရင်စွာပိုက်ထွေးရေဘူးအေးထေအောင်ဆက်လို့ကိုလက်ချီစီမိမိသားရဲ့လှပြင်းကြည်မြရွှေမြင်တဲ့ထားပါးပြင်မှာပကွက်ကြားချေတာတော့အိုကွယ်ဖိုးဝါရုပ်အလားသနွေးတခင်ကျေးဇူးတင်ပါတယ်